တချို့အမလေးကိုယ့်ကိုအာဟုသို့ကင်းကင်းအိတ်နေတာကောင်းတယ်တဲ့လောဘနဲ့သေရင်ပိတ်တာဒေါသနဲ့သေရင်ငရဲဟုတ်ပြီနော်မောဟနဲ့သေရင်တိရစ္ဆာန်အိတ်ဖို့ရဲ့စားဖို့ရဲ့ကာမဂုဏ်ခံစားဖို့ကာမဂုဏ်ဆိုတာအခုတိရစ္ဆာန်တွေမပြောနဲ့နင်တို့လည်းအတူတူပဲ TV ကြည့်ဗီဒီယိုကြည့်အင်တာနက်ကြည့်ဒါနဲ့အချိန်ကုန်နေလို့ဆိုဒီအာယုန်တွေနောက်လိုက်နေတာဒါကာမဂုဏ်ခေါ်တယ်ယောက်ျားမိန်းမပေါင်းမှကာမဂုဏ်ခေါ်တာမဟုတ်ဘူးရှင်းသလားမျက်စိကအစင်းအာယုန်လေးနဲ့သာယာနေတယ်တရားထုတ်ဖို့မေ့နေတယ်ဒါလည်းကာမဂုဏ်နားကသချင်းနားထောင်ရင်းနဲ့တခါတည်းညှိနေတယ်ဒါလည်းနှာခေါင်းကနေအနံလေးမွေးရှူရင်းနဲ့သာယာနေတယ်ကာမဂုဏ်အစားစားရင်းနဲ့အရသာခံနေတယ်ကာမဂုဏ်ရှင်းသလားအဲ့ဒီတနေ့တနေ့အိပ်ဖို့ရစားဖို့ရကာမဂုဏ်ခံစားဖို့ရဒီသုံးမျိုးနဲ့အချိန်ကုန်နေရင်ဒီပုဂ္ဂိုလ်ကလူလားတိရစ္ဆာန်လားတိရစ္ဆာန်ဆိုရင်ဘာနဲ့နေတာလဲမောဟနဲ့နေတာဘာနဲ့နေတာအဲ့တော့တနေ့ကုန်ကုသိုလ်ရေးမပါဘူးဆိုကြတဲ့အဲ့ဒီမြတ်သလားရှုံးသလားကျေနပ်သလား